င်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီရှိမှမြင်နေတာကတော့ဒါရွှေမျိုးသုံးကျွန်တော်တို့အိတ်ဖက်လေးလို့ခေါ်ပါတယ်ကျွန်တော်တို့မြန်မာပြည်ခေါ်တော့ဒါအိတ်ဖက်လေးလို့ခေါ်တယ်ဒါစပုဦးမြခင်းလို့လည်းခေါ်တယ်ဗာစပုဦးပုံစံလေးနဲ့တူလို့ပေါ့နော်ဒီကောင်လေးကကျွန်တော်တို့ဖက်ဖူးစိမ်းပေါ့နော်လူအကြိုက်များတဲ့ဒါဖက်ဖူးစိမ်းအောင်ကျွန်တော်တို့အစိမ်းနုပေါ့နော်ကာလာနုဒါအစိမ်းနုအောင်ကျွန်တော်တို့ရွှေမျိုးသုံးမြခင်းအတူလေးဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ဒါအစိမ်းပုတ်အောင်ဒါခဲလိုင်းနှစ်ဖက်ပါတဲ့ကျွန်တော်တို့မြခင်းအတူလေးဖြစ်ပါတယ်ဒီကောင်ကကျွန်တော်တို့ပါကင်ဘက်ကလိမ်မောဘက်နဲ့လာတယ်ဒီကောင်ကတော့အစိမ်းဘက်နဲ့လာတယ်ခင်ဗျဒီမှာဒီကောင်ပါတဲ့ပေကတော့ကျွန်တော်တို့အနံ6ပေခွဲအလျားကကျွန်တော်တို့66ပေပါပါတယ်ဒီခိုင်းနေဆိုတော့22ခိုက်ပေါ့နော်ဒီကောင်ကကျွန်တော်15မီလီအရှည်ရှိပါတယ်သူ့ရဲ့တူက15မီလီတူရှိပါတယ်ခင်ဗျ15ဒါသူ့ရဲ့နောက်ခံပကင်အသားပုံစံလေးဖြစ်ပါတယ်ကျွန်တော်ဒါဒီဖက်ကူးစင်းကလည်းပါတဲ့ပေတူပါပဲเนาะအနံ6ပေခွဲအလျားက66ပေပါပါတယ်ဒါသူ့ရဲ့နောက်ခံပကင်သားပုံစံလေးဖြစ်ပါတယ်ဒီကောင်ရဲ့အပင်အရှည်တူကတော့18မီလီတူရှိပါတယ်ကျွန်တော်တို့ဒီအစိမ်းပုတ်ထက်အပင်ပိုးရှည်သွားတယ်ပိုထူသွားတယ်ပေါ့နော်ဒါဈေးနှုန်းကလည်းသူ့ထက်နည်းနည်းပိုများတယ်ပေါ့နော်ဒီကောင်နှစ်မျိုးကတော့ကျွန်တော်တို့2သိန်းစီလောက်ကွာပါတယ်ဒါဈေးနှုန်းပေါ့နော်လက်ရှိကျွန်တော်တို့ဒီကောင်လေးရှိမယ်ဒီအစိမ်းပုတ်ရှိမယ်ဒီဖက်ဖူးစင်းကကျွန်တော်အစိမ်းနူရှိမယ်ဒါကတည်းကစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဒါကကျွန်တော်တို့ရွှေမျိုးသုံးအိတ်ဖက်လေးစပူဖြစ်ပါတယ်ဒီရှိကတော့ကျွန်တော်တို့ရွှေမျိုးသုံးဒါကြာဘူးလေးတွေဖြစ်ပါတယ်5 star ရယ်6 star ရယ် twin track ရယ်ကျွန်တော်တို့ဂျပန်ကြာဘူးရယ်ဒီ twin track နဲ့ဂျပန်ကြာဘူးတူမယ်5 star နဲ့6 star နဲ့ပါတဲ့ပေတူမယ်ကာလာတူမယ်အပင်အတူရှည်သွားသွားမယ်ဒီကောင်က5 star 20မီလီ6 star ကတော့24မီလီ twin track က26မီလီဂျပန်က26မီလီဒီနှစ်ခုကပုံစံတူဒီဇိုင်းတူပါတဲ့ပေတူမယ်ဒီနှစ်ခုကကျွန်တော်တို့ပါတဲ့ပေတူမယ်အပင်အတူရှည်သွားသွားမယ်အယောင်ကာလာတူမယ်ခင်ဗျဒီနှစ်ခုကတော့ကျွန်တော်တို့ပါတဲ့ပေတူမယ်အယောင်ကာလာကွာသွားမယ်ဈေးနှုန်းကွာသွားမယ်အထူပါလေးကွာသွားမယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျ